22ကြိမ်အတွက်ပေါ့နော်22ကြိမ်အတွက်မှာကနန်းကတော့ကျွန်တော်9 break ကိုလိုက်ထားတာပေါ့နော်9 break လိုက်ထားတဲ့အတွက်22ကြိမ်မြောက်ကကနန်း9 break လိုက်ထားတယ်ကျွန်တော်တို့ဒီပုံစံတူဟိုဦးစားပေးပြီးတော့ကျွန်တော်လိုက်တာပေါ့နော်ဒီအချိန်မှာခု20ပေါ့နော်ခုနှစ်3ကြဒီမှာကျတော့နှစ်ခု3ကြပေါ့နော်ကျွန်တော်တို့အဲ့ဒီ site နဲ့ကျွန်တော်လိုက်ပါဒီနှစ်ခုနှစ်3ကြနဲ့အချိန်ကိုင်းမှာကျွန်တော်အချိန်ကြီးမပြတော့ဘူးပေါ့နော်ပြီးတော့အချိန်ကိုင်းမှာဒီ3ခုဒီတဲ့3ခုအောက်ကိုပြန်ကြတာနော်ဒီကနေ့ဒီအောက်ကိုပြန်ကြတာကျွန်တော်ဒီမှာလဲနှစ်ခု3ကြနဲ့အချိန်ကိုင်းက519ဒီလေ519ဒီပြန်ကြတယ်သူကပြန်ကြတဲ့အထောက်ထားလေးကတော့ရှိတာပေါ့နော်ဒီ3ခုဒီ3ခုလို့ပြန်ကြဘာဖြစ်လို့ဒီသူရဲ့တပင်ကြော်ပြီးတော့ပြန်ချထားတာလေပေါ့နော်အဲ့ဒီ8336လေးထောက်ထားလို့8336နဲ့တန်တန်မှာလှမ်းချပေးတာနော်ဒီကျွန်တော်တို့ဒီ2ခု3ညာနဲ့အချိန်ကိုင်းက919ဒီတဲ့ကျွန်တော်တို့ဒီသူနဲ့အကွာဝေးကြီးမှာလှမ်းချပေးတာဘာကြောင့်လှမ်းချပေးတာလဲဆိုတော့ဒီနေရာလေးက6338ပတ်လေလေးရရှိတာတော့ပေါ့နော်အဲ့ကနန်းလေးရရှိတာလို့သူနဲ့အချိန်ကိုင်းမှာလှမ်းချတာဒီဘက်မှာလည်းဒီ3ခုဒီတဲ့တပင်ကျော်မှာ3ခုလို့ပြန်ချပြီးရတယ်အဲ့ဒီကနန်းဒီတဲ့နောက်တပင်ဇောင်းစင်းနဲ့ပြန်ချတာတို့ဒီ919ဒီတဲ့ကျွန်တော်တို့ဒီ919ကပြန်ချပြီးတယ်သူကတပင်ကျော်ဇောင်းစင်းမှာပြန်ချမလားပေါ့နော်ဒါပေမဲ့ချပုံချနီးလေးရတယ်ကျွန်တော်ထောက်ထားလေးရရှိတာပေါ့ရှိတဲ့အချိန်မှာတဲ့သူကတပင်2ပင်3ပင်ချမှာကျွန်တော်တို့ဒီ825လေးရထောက်ထားလို့သူကပြန်ချပြီးတာနော်တို့ဒီအချိန်မှာ951လေးရဒီနေရာမှာပြန်ချမယ်ဆိုရင်တပင်2ပင်3ပင်ချမှာလေဒီ258လေးထောက်ထားပြီးတယ်ဗျာနော်အဲ့ထောက်ထားပြီးတော့တဲ့258လေးနဲ့အချိန်ကိုင်းမှာထောက်ထားပြီးတော့ဒီ3ခုဒီတဲ့သူနဲ့အချိန်ကိုင်းကောက်ဝေးမှာတဲ့2ခုလေးရတယ်တခါပြန်ထောက်ထားတယ်ဗျာပုံစံတူပေါ့နော်ဒီ258နဲ့အချိန်ကိုင်းမှာကျွန်တော်တို့ဒီ951နဲ့ချထားပြီးမယ်ဆိုရင်ပေါ့နော်ဒီအချိန်ကိုင်းမှာသူရဲ့အချိန်ကိုင်းမှာကျွန်တော်အချိန်ကြီးမပြတော့ဘူးပေါ့နော်ဒီ2ခုလေးဒီထောက်ထားတဲ့အတွက်ကျွန်တော်တို့ဒီကနန်းဒီမှာလာရွှေ့ရမှာပေါ့နော်ကျွန်တော်ဒီအချိန်မှာ9 break လိုက်တဲ့အတွက်ကျွန်တော်တို့ဒီ991တို့369လို့ပေါ့နော်အဲဒီကျွန်တော်တို့ဒီအချိန်မှာပြကျင်တာကတော့ free ကနန်းကတော့ကျွန်တော်တို့ဒီ951ပတ်လေပေါ့နော်